Hello, happy Mother's Day, ba. You came along and you changed everything. You left my Hello, happy Mother's Day, ba. ဒီနေ့ကတော့ကျွန်တော်တို့အရောက်စီတိုင်းကိုအတက်နဲ့ရင်းပြီးတော့ဝေးထုတ်ပေးခဲ့တဲ့မိခင်တွေကိုဂုဏ်ပြုတဲ့နေ့လေးပဲဖြစ်ပါတယ်မိခင်နဲ့ပတ်သက်ပြီးတော့အရောက်စီတိုင်းမှာအမတ်တရားတွေအများကြီးရှိပြီလို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်မှလည်းအမေနဲ့ပတ်သက်ပြီးတော့အမတ်တရားတွေအများကြီးရှိပါတယ်ဒီနေ့မှာအမေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအမတ်တရားရှိလဲအမေနဲ့ပတ်သက်ပြီးတော့အမတ်တရားတွေကိုကျွန်တော်မေးဖို့အတွက်ကျွန်တော်စီစဉ်လုပ်ထားပါတယ်တို့ကကျွန်တော်လည်းအတူတူလိုက်ကြည့်ကြရအောင်ညီမလေးအခုလောက်မေးချင်လို့ပါဟုတ်ရပါတယ်ရှင်ဟောလေဒီနေ့က Happy Mother's Day ဆိုတော့လေအမေနဲ့ပတ်သက်ပြီးတော့အနေနဲ့မေးချင်တယ်ပေါ့နော်အဲ့တော့အမေနဲ့ပတ်သက်ပြီးတော့အမတ်တရားတွေအများကြီးရှိပြီလို့ထင်ပါတယ်ပေါ့နော်အဲ့တော့အမေနဲ့ပတ်သက်ပြီးတော့အမတ်တရားတစ်ခုလောက်ပြောပြပေးလို့ရမလားဟုတ်အမတ်တရားတော့အများကြီးထက်တစ်ခုပြောချင်တာကတော့ဟိုပါဘောနော်ညီမအမြဲတမ်းဟိုပါဘောအဝေးမှာနော်အမေရဲ့အဝေးမှာပဲနေခဲ့ရတော့ဘယ်လိုပြောမလဲငယ်တုန်းကဆိုရင်ဖုန်းတွေပါတယ်တိတ်မရှိတော့လေအမေကိုညီမကစာပြီးတော့ရေးပြီးတော့ပို့ပေးပြီးအဲ့ဒီစာအမေကအခုချိန်ကြီးတင်ထားတာဗောနော်အဲ့ဒါကျမကြီးလာတဲ့ခါမှပဲတွေ့မိရပါဘောအမေကဒီလောက်ထိချစ်ပါလားဆိုတဲ့ဟာကိုခုတိတိတင်ထားသေးတယ်ဗောနော်အဲ့ဒါကဘဝမှာအမတ်တရားကြီးမာတော့အမတ်တရားတစ်ခုပါပဲလို့ဟုတ်ကဲ့ပါနောက်တစ်ခုကတော့လေဒီဗီဒီယိုကနေပြီးတော့အမေကိုပြောချင်တဲ့ရင်ထဲရလာတဲ့စကားတစ်ခုလောက်ကိုလေပြောပြလို့ရမလားဟုတ်အခုပြောချင်တာကတော့အခုအဝေးမှာရှိနေတာဆိုတော့နော်တိကပို့ပြောချင်တာတော့လွမ်းတယ်ပေါ့အရင်လွမ်းတယ်လို့ပြီးလို့ရှိရင်လည်းအတူတူရှိတဲ့ခါမှာချစ်တယ်ဆိုတဲ့အကြောင်းတိတ်မပြောခဲ့အဝေးရောက်မှပို့ပြီးတော့မိဘမိသားလည်းနားလေလာတယ်ပို့ပြီးတော့နော်မိဘကိုချစ်တယ်ဆိုတာကိုပို့ပြီးတည်လာတဲ့ခါမှာပေါ့နော်ကိုယ့်ဘက်ကလည်းမချစ်ပေးလည်းမနေနိုင်ဘူးပြီးတော့လွမ်းလည်းရမ်းလွမ်းနေဆိုတဲ့အကြောင်းပြောချင်ပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကမာတာဒေးဖြစ်တဲ့ကြောင့်ပေါ့ကမ္ဘာပေါ်မှာရှိတဲ့မိခင်များအားလုံးကို Happy Mother's Day လို့ရှိလို့ဆိုတာဒီစတာချင်လာတယ်ပေါ့နော်အမေများညီမဖြစ်တဲ့ဒီနေ့မရဲ့အမေပေါ့နော်အမေကကျမတို့မောင်နှမတွေကိုလောကတော်နဲ့အမြဲတမ်းသူတင်လမ်းပြပေးတယ်ကျမတို့ရဲ့အသက်တာမှာလောကမှာနေထိုင်တဲ့ရှင်လူတွေဖြစ်သွားလာရမယ်ဆိုတဲ့အစပေါ့နော်လောကတော်အဖြစ်တော့လောကရဲ့လူတွေနဲ့ဆက်ဆံတဲ့ချိန်မှာအမြဲတမ်းသူတင်ဆုံးမပေးတင်ပေးတဲ့မိခင်ဖြစ်တယ်။အမေကိုလည်းကျေးဇူးရမ်းတင်တယ်ဒီတရွတ်တီအခုချိန်ထိလည်းနှုတ်ခွတော်ပြလမ်းပြပေးတဲ့အတွက်အမေကိုကျေးဇူးအများကြီးတင်တယ်။တို့ချင်ပါတယ်။ Happy Mother's Day ပါ Happy Mother's Day ပါဒီနေ့ကျွန်မပြောချင်တဲ့အရာကကျွန်မရဲ့မိခင်အကြောင်းဖြစ်ပါတယ်ကျွန်မရဲ့မိခင်ကတော့ကျွန်မရဲ့မိခင်ကဘယ်လိုမျိုးပုံစံလဲဆိုတော့ကျွန်မရဲ့မိတ်ဆွေတငယ်ချင်းလေးဖြစ်တယ်ပြီးတော့ဝိညာဉ်မိခင်လေးဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်မမိခင်ကကျွန်မငယ်ရွယ်စဉ်ကနေပြီးမှနှုတ်ကပတ်တော်တမန်တရားနဲ့တူရှောက်လန်းနိုင်ဖို့အတွက်အသက်ရှင်နိုင်ဖို့အတွက်တွင်တင်ဆုံးမပေးတဲ့မိခင်ဖြစ်တယ်နောက်ဒုတိယချက်တော့တငယ်ချင်းမိတ်ဆွေဆိုကျွန်မရဲ့ရင်ဖွင့်ဖို့ရင်ဖွင့်လို့ရတဲ့မိခင်ဖြစ်တယ်ကျွန်မခက်ခဲရတဲ့အချိန်မှာဖြစ်ငိုကြွေးရတဲ့အချိန်မှာဖြစ်ကျွန်မရင်ဖွင့်လို့ရတဲ့မိခင်ဖြစ်ပါတယ်ဆိုတဲ့အရာနဲ့အနေငယ်ကျွန်မမိခင်အကြောင်းပြောပြချင်တာဖြစ်တယ်ဒါကြောင့်ဒီကဘာလုံးမှာရှိတဲ့မိခင်တွေပေါ်မှာလည်းဖျက်ခင်တာရွေးကောင်းကြည့်ပေးပါစေပြီးတော့ဒီကနေ့မှကျွန်မရဲ့မိခင်ကိုလည်းပြောချင်တယ်အယံချစ်ပါတယ်ဒီလာနဲ့ပြေးပြီးမှဆက်လက်၍ဒါစင်မျိုးဆက်တိုင်တူအောင်ကောင်းချီးပေးနိုင်တဲ့မိခင်ဖြစ်ပါစေလို့ဒီကနေ့မှဆုမပေးလိုက်ချင်ပါတယ်။ဘာလဲဆိုတော့ကျွန်တော်တို့အားလုံးအတွက်ပေါ့မိပြတိုက်ပေါ့နော်။အကုန်လုံးကိုအလင်းပေးနိုင်တယ်လို့နေရာတွေဖြတ်ကျော်နိုင်ဖို့ခွန်အားနဲ့အမိရှာအများဆုံးရရှိအောင်နော်။ဟောလို့ချင်အမေကိုကျေးဇူးတင်တယ်ပေါ့။အမေကတော့သူကတော့ဘာမှဘယ်လိုပြောမလဲဒီတိုင်းလေးပဲအမေဆိုတဲ့အတိုင်းလုပ်ပေးလိုက်ရမယ်ဒါပေမဲ့သားသမီးတွေရှိမှအဲ့ထက်ပိုတဲ့ခံစားချက်တွေအများကြီးရရှိလာတယ်နော်ကျေးဇူးတင်ပါတယ်အမေကိုလည်းကျေးဇူးတင်ပါတယ် This ပါအမေကတော့ကျွန်တော်ရဲ့ဘဝမှာကျွန်တော်ငယ်ရွယ်စဉ်ချိန်ကနေစပြီးတော့မှကျွန်တော်တို့ကိုလက်နဲ့တောင်မှဘယ်လိုရိုက်ပြီးတော့မှဆုံးမခဲ့ခြင်းမဟုတ်ဘူး
ဒီပါးစပ်နဲ့ပဲတုံတည်ပြီးတော့မှဆုံးမခဲ့တယ်ဒီသူ့ရဲ့ဆုံးမမှုအောက်မှာပဲကြီးပြင်းခဲ့ရတယ်ပေါ့နော်အမေကတော့ကျွန်တော်ဘဝမှာမရှိမဖြစ်ပါတော့အခုလက်ရှိမှာလည်းအမေကချမ်းမရေးမကောင်းဖြစ်နေတဲ့အခါဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီအမေချမ်းမပါစေလို့လည်းဆုတောင်းချင်ပါတယ်ကမ္ဘာပေါ်မှာနေ့မှာကမ္ဘာပေါ်မှာရှိတဲ့မိများအားလုံးချမ်းမပါစေလို့အိမ်မှာရှိတဲ့မိကိုလည်းမချမ်းမချင်းကနေပြီးတော့ဖျားပေးတဲ့ချမ်းမချင်းနဲ့အများဆုံးချမ်းမပါစေလို့မိကိုရမ်းချစ်တယ် Happy Mother's Day အားလုံးပဲ Happy Mother's Day ပါကျမတို့ကျမမေမေကတော့တမန်တမကိုပြည့်စုံပြီးမှကောင်းမွန်တဲ့မေမေတယောက်ဖြစ်ပါတယ်ပေါ့အဲတမီးကိုမွေးပေးခဲ့လို့လည်းကျေးဇူးတင်တယ်ပေါ့ဒီငယ်တဲ့ချိန်ကနေစပြီးတော့ပေါ့ယခုကြီးသွားတဲ့ချိန်ထိတန်ပေါ့နော်ယနေ့ချိန်ထိတန်ကျမရဲ့ပြဿနာတွေဆိုရင်သူဖြေရှင်းပေးနိုင်တဲ့မေမေဖြစ်တယ်ပေါ့ဒါကြောင့်ညံကောင်းတဲ့မေမေရလို့လည်းကျေးဇူးတင်တယ်ပေါ့စီးပွားရေးတွေမှာလည်းမမီယာတီချာလေးလုပ်ပြီးတော့မှတမီးတို့တက်လမ်းပြပြီးမှထောက်ပံ့ပေးခဲ့တယ်ပေါ့လေစားဖို့တောက်ဖို့နေဖို့အဆက်ဆက်ရရပြင်ဆင်ပေးခဲ့လို့လည်းကျေးဇူးတင်ပါတယ်တမီးတို့တက်အမြဲတမ်းမရဲ့တီးပြီးတမီးတို့ဖမရဲ့တီးပြီးလို့လည်းကျေးဇူးတင်တယ်မမီလည်းအရင်ချစ်ပါတယ်ချင်းချမ်းမတက်ရှိပြီးတော့မတမီးတို့နဲ့တူတူကြားရင်းနေပါလို့ပြောချင်ပါတယ်ကဘာပေါ်မှာရှိတဲ့မိခင်တွေအားလုံးပေါ်မှာလည်းဖျားရှင်ကောင်းချီးပေးပါစေ Happy Mother's Day ပါ Happy Mother's Day ပါဆိုတော့ကျွန်တော်ဘဝမှာအမေကတော့တန်ဖိုးမဖြစ်နိုင်တဲ့ဝေဒနာတစ်ပါးပေါ့ထင်တယ်ပေါ့နော်ယုံခံစားရတယ်ပေါ့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ပထမဆုံးအနေနဲ့အသက်ရှင်တဲ့ဖရာကိုပေါ့နော်မိတ်ဆက်ပေးခဲ့တယ်အမေအားဖြင့်ပဲကျွန်တော်တို့ကအသက်ရှင်တဲ့ဖရာကိုတွေ့ခွင့်ရတယ်တမလွန်အတွက်စိတ်ချခွင့်ရတယ်ဒီတစ်ချက်ကအရန်ကျွန်တော်တို့ဘဝမှာတန်ဖိုးမဖြစ်နိုင်တဲ့အရာပေါ့ဒီဟာကအရန်ဝမ်းမြောက်စရာဖြစ်တယ်ထာဝရအတွက်ပေါ့အမေကကျွန်တော်တို့လမ်းပြပေးခဲ့တယ်ကျေးဇူးရတင်တယ်နောက်တစ်ခုကပြောချင်တဲ့စကားကတော့အမေကိုအရန်ချစ်ပါတယ်ပေါ့နော်ကျမ်းမာရေး view site ပါဆိုတော့အချိန်ရရင်တော့အမေနဲ့တွေ့ချင်တယ်အမေကိုဖတ်ထားချင်တယ်ပေါ့နော်ကျေးဇူးရတင်ပါတယ်အားသေးပါအမေကတော့ကျွန်တော်အတွက်ကတော့တကယ်မိခင်ကောင်းတစ်ယောက်ပါကျွန်တော်ဒီအထူးတစ်ဖြစ်ကျွန်တော်နေမကောင်းဖြစ်နေတဲ့အချိန်မှာအမေကကျွန်တော်ကိုကောင်းမှုဆိုကျွန်တော်ကိုပြုစုပေးခဲ့တယ်ပေါ့နော်ဒါကတော့ကျွန်တော်ဘဝတဲ့တကယ်ကိုအမှတ်တရပဲဖြစ်ပါတယ်ခုချိန်မှာအမေမရှိတော့ပေမဲ့လေအမေကိုကျွန်တော်အမြဲတမ်းတတိယနေတယ်နေ့ရက်စံတိုင်းမှာအမေကိုကျွန်တော်အမြဲတမ်းတတိယနေနေပေါ့နော်အထူးတစ်ဖြစ်ဒီလိုမျိုးမိခင်များနေဆိုရင်အမေကိုအရန်ကိုတတိယရတယ်အမေရှိနေတဲ့အချိန်မှာပေါ့နော်ကျွန်တော်အမေကိုပြောချင်တဲ့စကားတွေမပြောဖြစ်ခဲ့တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်ပြောချင်ပေမဲ့လေအချိန်နောင်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အရောက်စီတိုင်းကိုပြောချင်တယ်ကို့မှာမိဘရှိသေးတယ်ကို့မှာအမေရှိသေးတယ်ဆိုရင်ကိုပြောချင်တဲ့စကားတွေကိုရင်ထဲမှာရှိတဲ့စကားတွေကိုပြောစေချင်တယ်ပေါ့နော်အမေကိုချစ်တယ်ဆိုတဲ့အကြောင်းတွေအမေကိုအမြဲတမ်းတည်ရတယ်ဆိုတဲ့အကြောင်းတွေအမေကိုရမ်းလွမ်းတယ်ဆိုတဲ့အကြောင်းတွေကိုအမြဲတမ်းဖုန်းအဖြစ်တော့လည်းကောင်းပေါ့နော်ဆက်တွေ့ပြီးတော့ပြောစေချင်ပါတယ်ပေါ့အဲ့တော့ကျွန်တော်ဒီကနေပြောချင်ပါတယ်အမေများအားလုံးကျမ်းမာချမ်းသာပြီးတော့အသက်ရာကျော်ရှည်ကြပါစေလို့ပဲပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အမေများအားလုံးကျမ်းမာချမ်းသာကြပါစေဒီလိုအမေကိုရမ်းချစ်တယ် Happy Mother's Day အမေများအားလုံးပေါ်မှာလည်းဖျားရှင်ကောင်းချီးပေးပါစေ ကျမ်းမာချမ်းသာဝမ်းမြောက်ခြင်းနဲ့ပီတိနဲ့ဆက်လက်ပြီးဘောဆောင်နိုင်ပါစေလို့ဆုမတောင်းပေးပါတယ်မိခင်များအားလုံးပေါ်ဖျားခင်တာရွေးကောင်းချီးပေးပါစေ God bless you